သက်ရှင်နေရမယ်သူပါကိုယ်နာမဲတဲ့ဘဝသမားလေးဖို့ပါတော်ဝင်နဲ့လာပန်းလေးဖို့မကူရတာပြမဟုတ်ဘူးလေကွာခုတော့နောက်ကျသွားပြီးဆိုင်သူရှိတဲ့ရွှေမင်းသမီးကိုချစ်ခဲ့မိတာခံရရပါပြီဗျာဒီနှလုံးသားစားထုတ်မရတဲ့ချစ်မျိုးနဲ့ပါနောက်ဘဝများရှိတဲ့တစ်ဖက်သက်ချစ်မျိုးမခံစားရသေးစိတ်ကြီးရှိကတော့ပါတောင်းစုသူချွေရင်းနဲ့ငါမင်းတယောက်ကိုထောက်ရချင်မှာပြောချ